Hello there မင်္ဂလာပါရှင်မနီလာပါဒီနေ့ vlog လေးကတော့ New Skin Anti-Aging Series တဲ့ကမင်းသမီးလေးတယောက်လို့အသားရည်လေးကိုလှပပါစေနဲ့ Too Faced Essence Ultra လေးအကြောင်းကို share လုပ်ပေးပါမယ်ရှင် Too Faced Essence Ultra လေးသုံးရင်ဘာကောင်းလဲဆိုရင်တော့မနီလာတို့ရဲ့တွဲကြနေတဲ့အသားရည်ကိုမြင့်တက်လုပ်ပေးမယ်ပြီးတော့မနီလာရဲ့ညက်အိတ်တွေမျက်လုံးလေး line တွေ smile line တွေနှာဖူး line တွေအားလုံးကိုပြန်ပြီးတော့မှကောင်းအောင်လုပ်ပေးပြီးတော့မနီလာရဲ့မျက်နှာကိုတစ်နေ့တစ်ခြားမြပြောင်းလုပ်ပေးမယ် Too Faced Essence Ultra လေးပါရှင်ဘယ်လိုသုံးရလဲဆိုရင်တော့မနီလာတို့တစ်နေ့ကိုတစ်လုံးပုံမှန်ဆွဲပေးရမှာဖြစ်ပါတယ်ဒီမှာလုံး60ပါတယ်ရက်ပေါင်း60ပြည့်ရနဲ့ကိုယ့်ရဲ့မျက်နှာလေးကအရင်မျက်နှာနဲ့ရှင်းကြည့်လုံးဝကွာသွားတာတော့တွေ့မယ်လို့အမှတ်ခဲ့ပါတယ်သက်တွေကိုယ်တိုင်သုံးထားလို့ပါရှင်နိုင်လာရဲ့သက်ဆို54နှစ်ရှိပြီနိုင်လာညှို့ပြိုနေတာ New Skin ကထုတ်ကုန်ပစ္စည်းတွေအားလုံးသုံးလို့ပါဒါလေးကတော့ Beauty Gorgeous တွေပြီးဒါလေးကိုကြိုက်ဆုံးပဲရှင်အခုဒါလေးကိုဘယ်လိုဆွဲရလဲဆိုတာကိုအသေးစိတ်ပြပြပေးမယ်နော်မဆွဲခင်မှာမနက်ကတော့မျက်နှာကိုမျက်နှာသိရပါမယ်မျက်နှာတွေကမကောင်းတဲ့ကြီးတွေအညစ်အကြေးတွေထုတ်ပြီးမှဆွဲရပါမယ်ရှင်မနက်ကတော့ Too Faced Essence Ultra ကိုမသုံးခင်မှာမျက်နှာလေးကိုပြောင်းနေအောင်သိဖို့အတွက်မနက်ကတော့ဒီ Lumi Spa IO လေးကိုအသုံးပြုပါတယ် Lumi Spa IO ဆက်ကလေးကမနက်တို့ရဲ့မျက်နှာအတွင်းပိုင်းတွေကမကောင်းတဲ့အညစ်အကြေးတွေအစိတ်တောက်တွေအကုန်လုံးထုတ်ပေးတယ်ပြီးွားရင်သူက H လောက်ပါတယ်သူကလည်းမျက်နှာလေးကိုအမြဲလောက်အောင်လုပ်ပေးနိုင်စေရှိတယ်နေ့စဉ်ပေါ့နော်မနေ့ကတော့ပုံမှန်ရောသုံးလို့ရတယ်နာမည်ပဲကြားရပါတော့စတာလေးနဲ့မနေ့ကတော့မျက်နှာလေးကို treatment လုပ်နေမျက်နှာပါမယ်ရှင်တဲတော့ကတော့မနေ့ကအကြံပေးရပါတော့ဒီ 2OP Pure Cleansing Gel ဆိုတာရှိတယ်တကယ်လို့ Lumi Spa IO ကိုသုံးချင်ရင်တော့ဒီဟာလေးကိုသုံးဖို့ recommend ပေးပါတယ်ဒါတော့ New Skin Anti-Aging ကိုရတဲ့မျက်နှာသစ်ကလေးပါဂျယ်တိုက်ဆိုတဲ့ဂျယ်တူဖုန်းပေါ့နော်သူကမြုပ်လက်ထွက်ပါတယ်ဒီလည်းကောင်းပါတယ်နော်ဒါလေးသုံးဖို့ချက်ပေးပါရရှင်အဲ့တော့မနီလာတို့စပြီးတော့ treatment လုပ်တော့မယ်ဆိုရင်ထုံးစံတိုင်းမနီလာရဲ့ကြိုက်ဖို့ဒီ New Skin Anti-Aging ပုံရထားတဲ့ NPC Whiteness လေးနဲ့မနီလာတော့ဒီနဲ့ treatment လုပ်ပါတယ်ညနာရေဆေးလေးရတယ်ပေါ့နော်ဒါနဲ့ညနာရေဒီကရေရွှဲနေရရေလည်းရွှဲရမယ်ဒီ moist လည်းထည့်ရမယ်ဆိုလို့ရှိရင်မနီလာတို့ဒီ treatment လုပ်တဲ့အခါကျလို့ရှိရင် 100% သူကအလုပ်လုပ်ပေးပါတယ်ဒီရေမနီလာထုံးစံတိုင်းဒီအရှိလေးကိုဒါလေးကိုရေဆွတ်မယ်ဒီဝါလို့ရှိရင်လည်းတော့မချေးစင်းမစီကထည့်မယ်ဒီလည်းလည်းမျက်နှာလေးကိုတောက်ဒါရီကတော့မနက်ကိုတစ်ချိန်ညတစ်ချိန်ပုံမှန်လေးသုံးပေးပါနော်စားဝတ်ချင်ရှိတဲ့ညလေးလို့ဒီလိုလေးစပက်ပေးပါဒီ slime line ဒီနှာခမ်းကို collagen လုပ်ပေးရတဲ့နှာခမ်းလေးကိုလုပ်ပေးနေနှာခမ်းလေးကမကောင်းတာတွေလည်းချက်တော့နှာခမ်းလေးကလည်းပါဒီတော့မင်းလာလို့ပါလေးပေါ့နော်ပါလေးမှာလိုင်းလာလို့ဒီရောင်လုပ်တဲ့အခါကျလို့ရှိရင်အရင်ရောစရာမလိုဘူးပေါ့နော်ဒီချမ်းကို2မိနစ်သုံးရတယ်ဒါဆိုအတက်တယ်ဆိုလို့ရှိရင်သုံးပါတယ်ဒီမှာတော်လေးပေးနေပေါ့နော်တော်လေးဘဝနေပြီးတော့လောက်တဲ့ချိန်လေးမှာလုပ်ဆွဲပေးပါအခုဆိုရင်ဒါမျက်နှာတစ်ချမ်းပြီးတော့ပြတာရယ်နော်ဒီမှာဒီကြီးကအပေါ်ဒီအောက်လေးရောက်ပြီဆိုရင်လည်းတစ်ချမ်းပါမယ်သုံးစံတိုင်းစားဝတ်ချင်လို့ရှိရင်စားဝတ်ချင်နေတာလေးကိုလုပ်ပေးတာနှာခမ်းပါဒီဝိုင်းဒီမှာနှစ်ဖူးမနလာရဲ့ favorite set ပါရှင်။နာရမ်းချိတ်မလေးတဲ့အိတ်ကညအိတ်ရတဲ့ခါဖြစ်တယ်။ treatment လုပ်တယ်။မက်ဆိုလည်းမရေချိုးရခါချိုင်း treatment လုပ်တယ်ပေါ့နော်။သူကလုပ်တဲ့ခါကျလို့ရှိရင်ညစီအောင်ပေါ့။ပုံမှန်လေးလုပ်ပါမယ်။ကိုယ့်ရဲ့ focus လုပ်တဲ့နေရာလေးပေါ့ okay ပါပါပြီကြည့်ပါကြီးနေတာမဟုတ်တွေ့ပါအဲ့တော့မင်းကညနာတင်မယ်ပြောင်းနေအောင်တင်မယ်နော်ဒီမနေ့ကတော့ဒီဆက်ကလေးကိုလည်းခေါင်းလေးကိုချုပ်မယ်ရေပုံပိုင်းမှာပြောင်းအောင်ဆေးမယ်နော်အဲ့ဒါဆေးဖို့မနေနဲ့ပြောင်းနေအောင်ဒီထဲလေးပြောင်းနေအောင်ဆေးမယ်ဒါလေးကိုလည်းပြောင်းနေအောင်ဆေးမယ်ဒီနာလေးကိုရမ်းလိုက်အခုစပြီးတော့
True face အထွာလေးနဲ့ဆွဲပါတော့မရှင် The true face အထွာလေးကိုဆွဲတဲ့ခါကြလို့ရှိရင်မင်္ဂလာကုဏမျက်နှာတစ်ထားရဲ့ဘိန်းမျက်နှာတစ်ထားတဲ့ဥစ္စာကိုtissue လေးနဲ့ပဲဖြစ်ဖြစ်တုပ်လို့ရတယ်ဒါမှမဟုတ်မတုပ်ဘဲနဲ့သူ့ဘာသူခြောက်သွားတာလည်းရတယ်နော်လိုပဲဖြစ်ဖြစ်မင်္ဂလာတို့မျက်နှာမှာအဆိုတက်ကလေးနဲ့ဆိုရင်ပုံပြီးတော့ဆွဲရတာအဆင်ပြေတယ်မင်္ဂလာတော့ထုံးစံတိုင်းဒီ NAPC White Mist လေးကိုတော့အမြဲတမ်းတောင်းလိုက်ပေါ့နော် NAPC White Mist လေးကိုကိုကနေပြီးတော့မှနည်းနည်းလေးဖြန်းလိုက်တယ်အများကြီးဖြန်းကြမလို့ပြီးသွားရင်ဒီ NAPC White Mist လေးကဟိုဘယ်လိုခေါ်မလဲကို make up တွေလေးပြီးလည်းဖြန်းလို့ရတယ်ဒီ Lumi Spa တို့ Face Bar တို့ကိုဆွဲတဲ့ခါကျရင်လည်းဖြန်းလို့ရတယ်ဒါလေးကအရင်ကောင်းပါတယ်ပြီးသွားလို့ရှိရင်ရေဓာတ်ပြည့်ပြီးရပါတော့ပြီးသွားလို့ရှိရင်ဒီ True Cancer Ultra ဆွဲရင်လည်းမနာသုံးပါတယ်သူကတော့တကယ် all in one အရင်ကောင်းပါတယ်အဲ့တော့ဒီမှာငါတို့ဒီမှာဒါလေးပေါ့နော်ဒါလေးကိုထိတ်ကလေးကိုငါတို့ဖောက်မယ်နော်ထိတ်ကလေးကိုဖောက်ပါမယ်ရှင်ထိတ်ကလေးကိုဖောက်ပြီးရင်ဒီမှာအစီလေးတွေဖြစ်လာတယ်အစီလေးတွေကအရန်တန်ဖို့ရှိပါတယ်မျက်နှာအနက်လိုက်တုပ်ပါမယ်ဒါလေးကတန်ဖို့ရှိရတဲ့အတွက်ဒီထဲကအစီလေးတွေက collagen ထုတ်ပြီးရ elastin ထုတ်ပြီး elastin တက်ပါတယ်ပေါ့နော်ဆိုတော့အဓိကမင်းတို့မျက်နှာကို H လောက်ပါတဲ့အတွက်နှုတ်ပြစီရဒီခွန်လေးကိုတော့မင်းလာဒီ NAPC White Mist ထည့်ပါတယ်။ဘာလို့လဲဆိုတော့မင်းကတော့ဒီ face bar လုပ်တဲ့ခါကျရင်သုံးတယ် Lumi Spa လုပ်တဲ့ခါကျလည်းဒီ NAPC White Mist ကိုသုံးတဲ့အတွက်မင်းကတော့ဒီရုံထည့်ရတယ်ဆိုလို့ရှိရင်အဲ့ထည့်ရဟာရတယ်ဒီ NAPC White Mist ကိုရောက်သွားတယ်ကိုကဟို face bar ပဲလုပ်ကိုမျက်နှာလေးကိုပြန်တဲ့ခါကျလို့ရှိရင်သူ့ရဲ့ဒီထဲမှာပါတယ်ဟာရတွေကမျက်နှာထဲဝင်သွားပြီးတော့မှကိုကအဆင်ပြေပါတော့။ဆိုမျက်နှာနဲ့မင်းကတော့တုပ်ပါမယ်နော်။ Okay တုပ်ပြီးဆိုရင်ငါတို့စပြီးတော့ဆွဲပါပြီနော်ဆွဲတဲ့ခါကျလို့ရှိရင်ငါတို့ကဒီလိုအဲ့မှာဒီမျက်လုံးလေးရှိရမလားအဲ့မျက်လုံးလေးနေရာလေးကိုဒီလိုဆွဲလိုက်တယ်နော်ဆွဲပြီးတော့မှမျက်လုံးကိုဆွဲညစ်မယ်ဒီလမ်းတက်ဆွဲညစ်နေမယ်တင်းနေမျက်လုံးကိုပိတ်တာမဟုတ်ဘူးနော်မျက်လုံးကိုအားအပြည့်ယူပြီးတော့မှဆွဲညစ်လိုက်တာညစ်အိတ်သမားတွေတို့ဘယ်လားဆိုတော့ညစ်အိတ်ရှိရလေအဲ့တော့အသက်54ဆိုတော့လည်းဖြစ်လာပြီပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကကိုကဒါလေးနဲ့အဲ့လိုဆွဲညစ်တယ်ဆိုလို့ရှိရင်ညအိတ်ကလေးတွေပျောက်သွားမယ်မျက်လုံးပေးလိုက်လေးတွေလည်းပါသွားမယ်ပျောက်သွားမယ်ပေါ့နော်ကျန်တော့ပြီးတော့မင်းလာလို့ဒီလိုဆွဲမယ်ဆွဲတင်ထားမယ်ဒီလိုလေကိုရှဲဒီလက်ကလေးကိုလက်ကလေးနဲ့ပဲကိုရမျက်နှာလေးကိုလုပ်တယ်လို့ပုံသွင်းတာပေါ့နော်ဆွဲမယ်30စက္ကန့်လောက်ရက်ဆွဲမယ်30စက္ကန့်လောက်ရက်ဆွဲမယ်30စက္ကန့်လောက်ရက်ဆွဲမယ်မရှိလေးဖြစ်တာဒီလေးနဲ့ဆွဲရလွယ်လွယ်လေးပါနော်ဒီကတော့ပုံဆွဲတင်တာပဲမျက်နှာတို့ရဲ့မျက်နှာကိုပုံဆွဲတင်တာဒီလားရန်တိတာရနော်ငါတို့တက်ကြီးလို့တွဲကြလာတဲ့မျက်နှာဟလားအဲ့ဒီကောင်ဒီလိုလေးကွာဆက်တင်ပြီးဟုတ်လားတားတိတာနော် smile line မျက်လုံးဒီညက်ကွာညက်ပွားစီစီပြီးဒီမျက်ခုံးနော်ပေါ်တက်ပါတားတိတာဒီလိုလေးနော်ဒီမှာလေးလားဒီလိုလေးပုံလက်ကဆွဲအောက်ကလိုက်လာပုံအောက်ကဆွဲအောက်ကလိုက်လာဒီလက်ကပုံဆွဲသွားတယ်အောက်ကနေလိုက်လာဒီတိုင်းလေးပဲရန်တိတာနော် Okay oh my god ဒါတိတာရဲ့ဒီဘက်ကိုချက်ပြီးတော့ဆွဲပါမယ်အဲ့ NAPC White Mist လေးနဲ့ဆွဲပို့ကောင်းနေသလားကွာလေဖြန်းလိုက်တာပေါ့နော်ဖြန်းနေလေးဖြန်းတာပေါ့အများကြီးတော့မဟုတ်ဘူးအမိုင်းကတော့ဒီညလုံးညအိတ်ဒီစပယ်မက်ရှက်Here we go.
အဲ့လာကြတော့ဒီလေဖြန်းသွားတာလေလေဖြန်းသွားတော့ဒီဘက်ကလုံးဝညာဘက်ဆိုင်ဘက်ကလုံးဝလုံးမလုပ်ဘူးနော်ညလုံးတော့ပိတ်လို့မရတဲ့ချိန်လေးပေါ့အဲ့တော့ဒီကမိလာကဒီ true face အထာလေးနဲ့လေးဆွဲတယ်ဒီမှာ face mask ကလေးနဲ့လည်းဆက်ညနာတော့ပုံမှန်ဖြစ်သွားပါတော့နော်ဒါပေမဲ့ဒီဘက်လေးနည်းနည်းလေးထွဲကြတယ်အဲ့ထွဲကြနေတော့ဒီ true face အထာလေးနဲ့ဆွဲတယ် face mask ကလေးနဲ့လည်းလုပ်တယ်ပေါ့နော်ဆိုတော့ပုံမှန်လေးကပြန်ကောင်းသွားတယ်ဒီကကိုယ့်ရဲ့လက်ကလေးနဲ့ကိုယ့်ရဲ့အလှအောင်ကိုယ်တိုင်ဖန်တီးရနော်အဲ့တော့ဆိုင်နေမှာသွားပြီးတော့မှဘာတွေနဲ့တော့မှတည်နေတယ်လောက်တာလေဒီကတော့အားမရှင်းဘူးပေါ့နော်ဒီကတော့ home spa ပေါ့ဒါလေးဆိုကိုယ့်ရဲ့လေးနဲ့ကိုယ့်ရဲ့နာလေးကိုလုပ်လို့ဖန်တီးလို့ရတယ် spa လေးOkay. ဒီဘက်ကနေသွားရဒီတိုင်းလေးကိုဆွဲလို့ရတယ်ဆွဲရင်ဆွဲခလောက်ကျိုးရှိရဲ့ကို့မှာချိန်ရများများဆွဲပြီပေါ့နော်ဒီလိုလေးလုပ်ပြီးတော့မျက်လုံးလေးကိုအားလေးနဲ့ညှစ်အိတ်အားလေးနဲ့ညှစ်အိတ်ပြတ်တယ်ပေါ့နော်ခေပါရှင်အခုလို့မင်းလာတို့ GPS အထာလေးနဲ့ဆွဲပြီးတော့မှလာထားပြီအဲ့တော့မင်းလာတို့တူလာလေးနေပြီဘောရီချက်မင်းလာတော့ပြီးမှတူလာလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ GPS အထာလေးကကိုအားဖြစ်ပြီးတဲ့အရာကြီးဝင်သွားအောင်ပေါ့နော်တူနာလေးလိုက်ရင်တူနာကပိတ်သွားတယ်ဆိုတော့ဝင်ပါဆိုလို့လေအဲ့တော့မင်းလာတို့ကတော့တူနာလေးမပြောမင်းလာတော့ဒါမျိုးလေးပို့ကြိုက်တယ်တူနာမလေးနဲ့အဲ့ဒါကိုဆွဲမယ်ပြီးတော့မှတူနာလေးနဲ့ပြီးတော့မင်းလာဒီရပါတော့True Face တွေရတယ် True Face SNR Try ရ True Face Red Tide and Retinol Complex လေးနဲ့တူသုံးနေဆိုလို့ရှိရင်မျက်နှာရဲ့တိတာပေါ်ကတော့တကယ်တရားရခိုင်တော့မယ်ဒါလေးတကူဆိုလေကြာရင်တော့ရပါတော့နော်ဒါလေးကိုတော့ညီမတွေမိတ်ဆွေတွေသုံးစီခြင်းနဲ့ဒါအခုမှနောက်ဆုံးပေါ်တာလေဒီရန်ကောင်းပါတယ်မင်းလာတော့အဲ့လိုလေးသုံးပြီးတယ်ပြီးသွားလို့ရှိရင်တော့ Nutrition Series ကဒါလေးကိုmicroလေးနဲ့ပြီးသွားလို့ရှိရင် Nutrition Series ကမင်းလာဆက်လိုက်တော့9နှစ်လောက်ရှိပြီပေါ့နော်ဒါရည်တက်လည်းဖြည့်ပြီးအရင်ကောင်းတယ်ပြီးရင်တော့ဒီဟာလေးကရေတက်ဖြည့်တာပဲသူကရေတက်150ဖြည့်ပြီးဆိုမင်းလာတော့မျက်နှာတိတ်တိတ်တွေနော်ပချံလေးမကောင်းတဲ့အရာတွေဖြစ်တာရေတက်ခံချလို့ဖြစ်တာဆိုတက်ပြီးလိုက်တာနော်ဒါလေးရန်ကောင်းပါတယ်မင်းလာဆက်ချပြီနော်โอเคချစ်တဲ့ညီမအမမိတ်ဆွေများတနေ့တခြားပူပူလှပါစီရှင်